ဟုတ်ကဲ့မင်္ဂလာပါ LCD Power Solar မြန်မာနေပြန်လည်ကြိုဆိုလိုက်ပါခင်ဗျဒီနေ့ကျွန်တော်ရောက်ရှိနေမှာဆိုလို့ရှိရင်တာမွေအားသောကမှာရှိတဲ့ KBZ ဘဏ်ခွဲလေးကိုရောက်ရှိနေမှာဖြစ်ပါတယ်ခင်ဗျဒီဘဏ်လေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ LCD ကုမ္ပဏီကနေပြီးတော့တာဝန်တက်ဆင်ပေးထားတဲ့ hybrid inverter 6 kW နဲ့အတူ200ရဲ့ 51.2 ကိုလီသီယမ်ဘက်ထရီကိုတော့ဆက်သုံးပြီးတော့ကျွန်တော် bucket system လေးအနေနဲ့အသုံးပြုပေးထားပဲဖြစ်ပါတယ်ခင်ဗျဒီဟာလေးကိုတက်ဆင်ပေးထားတာကျွန်တော်က6လကျော်ပြီဖြစ်တဲ့အတွက် after service အစီအစဉ်လေးအနေနဲ့ရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျမင်္ဂလာပါခင်ဗျ မင်္ဂလာပါဗျာ ကိုနာမည်လေးနဲ့ဒီတရားရပြီးမိတ်ဆက်တော့ မင်္ဂလာပါဗျာကျွန်တော်နာမည်ကတော့ဦးနိုင်ဝင်းပါဗျာကျွန်တော်ဘန်ကွက်တော်ဝင်ခံပါဗျာဟုတ်ကဘန်ကွက်ရပါဟုတ်ကဲ့ ဟုတ်ကဲ့ပေါ့အခုဒီမှာဆိုရင်ကျွန်တော် SCPI တောင်းတက်ဆင်ပေးထားတဲ့ inverter လေးပေါ့နော်အဲ့ဒါလေးအသုံးပြုရတော့ကိုအဆင်ပြေလားခင်ဗျ ဟုတ်ကဲ့ပါပြပါတယ်ဗျာကောင်းပါတယ်ဟုတ် အဲ့လိုမျိုးလေးအခုဒီ inverter bucket ကလေးတက်ပေးထားတယ်ပေါ့နော်ဒီတက်ဆင်ပြီးတာနဲ့မတက်ဆင်ခင်ကဂျားတွေကကွာခြားချက်လေးရောကို ဟုတ်ကဲ့မတက်စင်ခင်ကတော့မီးပြတ်တဲ့ခါမှာကျွန်တော်တို့ဒီ Safari ကြားတယ်ဒီ ADN နေဆိုရင်လည်းဟို24နာရီအခုနောက်ပိုင်းကောက်ပူကောင်းသွားတယ်ပေါ့မီးမလာတဲ့အချိန်နဲ့မီးလာပြတ်တဲ့အချိန်နဲ့ဒီကွာခြားချက်ကတော့ဒီ Safari ထောင်းရတယ်အခုဒီဟာလေးဆက်တက်လိုက်တဲ့အချိန်မှာကျွန်တော်တို့ Safari မထောင်းတော့ဘူးပေါ့နော်ဒီကနေလည်းအဆင်ပြေသွားတယ်ပေါ့နော် ဟုတ်ကဲ့ပါအခုဆိုလို့ရင်ဒါလေးကကျွန်တော်ဒီမှာတက်ဆင်ပေးတာ6လကျော်9လတဲ့ကိုရောက်ပြီပေါ့နော်ဒီဂျားထဲမှာရောကျွန်တော်တို့ဒီ company ဘက်ကနေရောပေးတဲ့ service တွေရောပို့တင်နေကျွန်တော်ရှိတာဗျာ ဟုတ်ကျင်းနေပါတယ်ဗျကောင်းပါတယ်ဗျဟုတ်6လတစ်ချိန်လေးအဲ့လို service လေးဝင်ပေးလိုက်တော့ဒီမှာဘာတွေ error တွေရှိတယ်ဆိုတာကိုလည်းသိသွားပါဗျဟုတ်ကဲ့ပါတယ်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျဟုတ်ကဲ့လူချင်းမင်းတို့လည်းဒီလိုမျိုး RFI service အစီအစဉ်လို့ဖြစ်စေတခြား solar နဲ့ဆက်သွယ်ပစ္စည်းလေးတွေကိုဆက်သွယ်မြင်မြတ်မှာယူနေတယ်ဆိုလို့ရှိရင်ကျွန်တော် SCD Power Solar မြန်မာ online ဖုန်းနံပါတ်တွေ39933030 9339 900 42900 423ကိုဆက်သွယ်မြင်မြတ်မှာယူရပါတယ်ခင်ဗျ